အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အလုပ်ဆိုတာလူတိုင်းနေ့စဉ်လုပ်နေရတဲ့အရာတစ်ခုဖြစ်ပြီးတော့အလုပ်ခွင်မှာပျော်ရွှင်ခြင်းဝမ်းနည်းခြင်းဆိုတာကိုလည်းနေ့စဉ်ကြုံတွေ့နေရမှာပဲဖြစ်ပါတယ်ဒါကြောင့်အလုပ်ခွင်မှာဘယ်လိုမျိုးပျော်ရွှင်အောင်လုပ်ရမလဲဆိုတာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်လက်ကောင်းတို့ကိုအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်နံပါတ်1ကိုနဲ့ကိုက်ညီတဲ့အလုပ်ကိုရွေးချယ်ပါကိုစိတ်ဝင်စားတဲ့နယ်ပယ်နဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုအသုံးချနိုင်မဲ့အလုပ်မျိုးကိုရွေးချယ်ပါကိုနဲ့မကိုက်ညီတဲ့အလုပ်ကိုလုပ်ရတာဟာစိတ်ဖိစီးမှုတွေကိုဖြစ်စေနိုင်ပါတယ်နံပါတ်2အလုပ်နဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေချမှတ်ပါကိုယ့်ရဲ့အလုပ်မှာဘာတွေကိုအောင်မြင်ခြင်းနဲ့ဆိုတဲ့ရည်မှန်းချက်တွေချမှတ်ထားဖို့လိုပါတယ်ရေတိုနဲ့ရေရှည်ရည်မှန်းချက်တွေသတ်မှတ်ခြင်းကအောင်မြင်မှုတွေကိုခံစားနိုင်မှာပဲဖြစ်ပါတယ်နံပါတ်3အဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်ပါအလုပ်ခွင်မှာလုပ်ဖို့ကိုင်ဘက်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေတိစောက်ပါဖွဲ့စည်းတွေနဲ့အတူပူးပေါင်းဆောင်ရွက်တာကပျော်ရွှင်မှုကိုများစွာအထောက်အကူပြုနိုင်ပါတယ်။နံပါတ်4အနားယူချိန်ယူပါအလုပ်မှာအားထုတ်မှုတွေများလွန်းရင်စိတ်ဖိစီးမှုတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အနားယူချိန်ယူပြီးစိတ်ကိုလန်းဆန်းအောင်ထားပါ။နံပါတ်5အပြုသဘောဆောင်တဲ့အတွေးတွေကိုမွေးမြူပါအလုပ်ခွင်မှာအခက်အခဲတွေကြုံလာရင်တောင်အပြုသဘောဆောင်တဲ့အတွေးတွေနဲ့ရင်ဆိုင်ပါပြဿနာတွေကိုစိန်ခေါ်မှုတွေဖြစ်မြင်အောင်ပြီးရင်ဆိုင်ဖြေရှင်းပါနံပါတ်6ကိုယ့်ရဲ့အောင်မြင်မှုတွေကိုချီးကျူးပါကိုလှုပ်ဆောင်ပြီးစီးတဲ့အလုပ်တွေကိုချီးကျူးပါကိုယ့်ရဲ့အောင်မြင်မှုတွေကိုသတိရပြီးကိုအားပေးပါကိုဂုဏ်ယူပါနံပါတ်9အလုပ်နဲ့ဘဝဟန်ချက်ညီအောင်ထိမ့်သိမ့်ပါအလုပ်နဲ့ကိုယ်ရေးကိုယ်တာတွေကိုဟန်ချက်ညီအောင်ထိမ့်သိမ့်ပါအလုပ်ကြောင့်ကိုယ့်ရဲ့ဘဝတစ်ခုလုံးထိခိုက်မသွားအောင်ဂရုစိုက်ဖို့လိုအပ်ပါတယ်နံပါတ်10အသည့်အစမ်းတွေကိုလေ့လာပါအလုပ်ခွင်မှာအသည့်အစမ်းတွေကိုလေ့လာပါကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုတိုးတက်အောင်လုပ်ဆောင်ပါနံပါတ်9ကျေးဇူးတင်စိတ်ထားပါအလုပ်ခွင်မှာကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေအထက်လူကြီးတွေနဲ့ကိုကူညီခဲ့တဲ့အထက်အရာရှိတွေကိုကျေးဇူးတင်စိတ်ထားပါနံပါတ်10ကိုယ့်ရဲ့တန်ဖိုးကိုသိပါကိုယ့်ရဲ့အလုပ်ဟာကိုယ့်အတွက်သာမကအဖွဲ့အစည်းအတွက်ပါအရေးပါတယ်ဆိုတာကိုသတိရပါဘဝမှာအလုပ်လုပ်နေတဲ့သူတွေကပတ်ဝန်းကျင်အတွက်ရောမိသားစုအတွက်ရောတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုသိဖို့လိုအပ်ပါတယ်။ဒီနည်းလမ်းတွေကိုအသုံးချပြီးအလုပ်ခွင်မှာပျော်ရွှင်မှုတွေရရှိနိုင်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။